နောက်ဆက်တွဲအပိုင်းလေးဇက်သိန်းခန်းကိုနားဆင်ကြရပါမယ်ရှင်မိခင်ဤမျက်စိရှိမှတားကြီးမရှိတော့သည်မှာကာလအင်တန်ကြာမြင့်လာပြီးဖြစ်ပျက်ဤအစပိုင်းနှင့်မတူတော့ပဲတားကြီးဤပုံရိပ်တို့ကိုလွမ်းသလိုဆွေးသလိုဖြစ်လာသည်ရင်ဘတ်ထဲမှတစုံတစ်ခုပျောက်ဆုံးသွားသလိုခံစားလာ၏ဟုတ်သည်ဝမ်းကြားတိုက်၌ကိုလာကြရွယ်ထားရပြီးသုံးနှစ်သုံးမူရင်ခွေထက်၌ချောသိရသည့်ဦးဆုံးသားအချစ်ဦးသားတစ်ယောက်လုံးဆုံးရှုံးခဲ့ရပါပြီမရှိတော့သည့်သားကြီးစောဖြင့်မိခင်သည်သားငယ်အားဖြင့်မဆုံးနေနိုင်တော့ပါအမှန်စင်စစ်သားငယ်အားသူမ၏အချစ်တို့ပုံဩပေးတဲ့တော်လဲမပေးနိုင်တော့ပါသူမ၏နှလုံးသားသည်တစ်ချမ်းမဟုတ်တော့ပဲတစ်ချမ်းမျှသာရှိတော့ပြီးထို့နောက်မိခင်သည်တူးရဲကြံရည်သည့်သားကိုအမုန်းကြီးမုန်းလာတော့သည်ရခင်ကချစ်ကြီးသလောက်ယခုအမျက်ကြီးလေတော့၏သားဖြစ်သူ၏အမဲလိုက်၍ရသည့်အသားဟုသမျှကိုမတို့မထီတော့ပေအကြိုက်ဆုံးအကောင်းဆုံးအရသာအရှိဆုံးဟုဆိုသည့်သားစီဦးအမဲစီဦးတို့ကိုလည်းမစားတော့ပါသားနှင့်မိခင်နှင့်သားစကားမပြောကြတော့ပါထမင်းလက်စုံမစားကြတော့ပါအရှိနှအေးနောက်မူးနှင့်မိကဲ့သို့စန့်ကျင်ကြပါပြီအမေဖြစ်သူကိုရှိလျက်နှင့်မပိုင်ရမြင်လျက်နှင့်မကျင်ရသည့်သားသည်သူ့ဘဝကိုအဆုံးစီရင်ရန်ဆုံးဖြတ်လိုက်တော့သည်သူဒေသ၏တောရင်းတနေရာတွင်လက်ရှိတတော်ဝါမှုသမျှကိုဝါမျိုးသည့်ကြောက်တုံးတုံးရှိ၏ကြောက်ပေါ်ဖက်တန်းမိသွားလာမိသည်ဂရိဆန်တို့သည်ဝါမျိုးချင်းခံကြရသည်သားလူပြိုကသူ၏မိအားမိမိအဆိုပါအေယာမကြောက်ပေါ်ရက်ပြီးဝါမျိုးချင်းကိုခံတော့မိဟုအတိပေးလေသည်၃ချိန်၃ခါတိုင်းအတိပေးတော်လဲမိသည်တုံ့ပြန်မှုကိုမှမပြဘဲလစ်လျူရှုထားသောကြောင့်သားငယ်သည်ထိုကြောက်တုံးပေါ်တွင်မိမိကိုယ်ကိုအဆုံးစီရင်လိုက်တော့သည်ထို့နောက်အဖြစ်ဆိုးတို့ဖြစ်ပျက်ခဲ့သည်မှာအချိန်ကာလအားဖြင့်မကြာမမြင့်သေးပါယခုအခါသားနှစ်ယောက်လုံးဆုံးရှုံးခဲ့ရသည့်မဆိုးမ၏ရင်ဘတ်သည်ဗလာဟောင်းလောင်းကြီးဖြစ်ခဲ့ရပါပြီနှလုံးသားတစ်ခုလုံးပျောက်ဆုံးခဲ့ရပါပြီအယူတစ်ပိုင်းမိမရိုင်းဖြစ်ရပြီးသားကြီးကိုခေါ်သည်သားငယ်ကိုခေါ်သည်ခေါ်တန်တို့၏နောက်ွယ်တွင်တိတ်ဆိတ်ခြင်းသာရှိသည်သူမသည်ငို၏ရင်အတစ်ခုလုံးတိမ့်တိမ့်ခါအောင်ငိုရှိုက်သည်သူမ၏ရင်ကုန်တစ်ခုလုံးသည်နာကျင်ရပါပြီမိုးလေးမိုးချုပ်ယူခဲ့ရပါပြီသို့တော်လဲယူကျင်တိုင်းယူ၍မရသေးပါဘာမှမသိအောင်ယူပစ်ချင်တော်လဲအတိတရားကခွင့်မပြုပါအသွေးသားတို့ကဖြစ်ခွင့်မပေးကြပါသူမသည်အသေးအတန်ဆာလောင်လာသည်ဟုတ်သစ်စေကဲ့သို့ဆာလောင်လာသည်သူမ၏ရှေ့တွင်သား၆တို့သည်တောင်ပုံရပုံရှိသည်ပုတ်ကြီးတောင်ကြီးတွင်၌ပြည့်သိရှိသည်သားလုံးကိုယူ၍ကိုက်စားသည်အသားသည်တသားလုံးဖြစ်နေသည်နောက်တစ်တုံးယူ၍စားပြန်သည်အသားချအောင်များသည်တစ်သားလုံးများတစ်ခေါက်များဖြစ်ကုန်ပါပြီမောက်လန်တုံချမွေနောက်ရှာပွေတော်လဲသားတစ်ခုမျှမရတော့ပါအယူမီဝိုင်းမိခင်သည်တောင်ပုံသမျှရှိသောတစ်သားအချောက်ဖြစ်သွားကြသည်အသားချောက်များကိုနေအိမ်မှထုတ်၍တရခန်ကြောက်တုံးပေါ်တွင်စုပုံ၍မိတင်ရှိုးပစ်လိုက်သောအခါကြောက်တုံးသည်အစိတ်စိတ်အမွှာမွှာပေါက်ကွဲလွင့်စင်သွားတော့သည်ရက်နှဲငယ်ကြာညောင်းသောအခါကြောက်တုံးကြီးပေါက်ကွဲလွင့်စင်သည့်နေရာဝန်းကျင်တွင်ဖြူဖွေးနေသောတောင်ပို့မိုးတို့ဖြင့်ပြည့်နေသည်ထိုတောင်ပို့မှာလူသည်လူသား၏အုံနောက်မှဖြစ်လာသည်ဟုဆိုကြသည်ပုံမြင်သည်ဤတွင်ပြီးပါပြီရှင့်ပုံမြင်ကဘာကိုအဓိကပြောနေတယ်လို့ထင်ပါသလဲပုံမြင်ကပေးတဲ့ message ကဘာတွေဖြစ်မယ်ထင်ပါသလဲကျေးဇူးတင်ပါတယ်ရှင့်